မင်းမလုံနိုင်တာမဟုတ်ဘူးမင်းမစသေးလို့ပါ Hey guys Trente McMymer ကကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုလေးကနည်းနည်းထူးထူးဆန်းဆန်းပါဂိမ်းမဟုတ်ဆယ်လီကိစ္စတွေမဟုတ်ဘူးမင်းအတွက်စိတ်တက်ကြွစေမယ့်အရေးကြီးအချက်လေးတိလားအံ့ဩသွားလားဒါပေမဲ့နားထောင်လိုက်အောင်တစ်ခါတလေပတ်ဝန်းကျင်ကပြောတယ်အနာဂတ်ကိုအာယုံစိုက်အခုချိန်ကအရေးကြီးတယ်ကျွန်တော်တို့လည်းခေါင်းညှိလိုက်တယ်ဒါပေမဲ့အတွင်းစိတ်ထဲမှာငြိမ်နေပြင်းနေစဖို့ကြောက်နေတယ်မင်းမှာအိမ်မက်တွေရှိတယ်မလား TikTok မှာဘိုင်းရဲဖြစ်ချင်တယ်အဆိုတော်ဖြစ်ချင်တယ်အလုပ်ငယ်လေးစချင်တယ်ဒီဇိုင်နာဖြစ်ချင်တယ်ဒါမှမဟုတ်ဘဝကိုပြောင်းချင်တယ်စဖို့ပြီးပြည့်စုံနေစရာမလိုဘူးဆက်လိုက်မှသာအံ့ဖွယ်ဖြစ်လာမယ်မင်းတီထားတဲ့အောင်မြင်သူတိုင်းကသူတို့ကကစင်ကလျားနဲ့စခဲ့တာသူတို့မှအဖြေအားလုံးမရှိခဲ့ဘူးဒါပေမဲ့ဘာဖြစ်လို့တုံးသူတို့ပထမဆုံးကြောက်စရာနည်းနည်းရှိနေတဲ့အဆင့်ကိုကျော်ဖြတ်ခဲ့တယ်မင်းမှာဖုန်းရှိတယ်မိုက်ရှိတယ်စိတ်ကူးတွေရှိတယ်ပါရမီရှိတယ်စိတ်အားထက်သန်မှုရှိတယ်မင်းမစရင်သူများတွေမင်းအိမ်မက်နဲ့အညီနေထိုင်တာကိုပဲကြည့်နေရမယ်ဒီတော့မင်းဘယ်လိုလူဖြစ်ချင်လဲဒီမေးခွန်းကိုမေးပြီးဒီနေ့တေးသေးလေးတစ်ခုလှုပ်လိုက်အနာဂတ်မှာမင်းကကျေးဇူးတင်လိမ့်မယ်ထိုင်ပြီးအကြံစီတွေချနေုံနဲ့ဘာမှပြောင်းလဲမှာမဟုတ်ဘူးဒါပေမဲ့ဒီနေ့တစ်ခုလောက်လှုပ်လိုက်ရင်ဘဝတစ်ခုလုံးပြောင်းသွားနိုင်တဲ့6လအကြာမှမင်းပြောနေမှာဒီနေ့ဆက်လိုက်တာပြောတယ်ဒါပေမဲ့မင်းစမှသာဖြစ်မယ်ဒီနေ့မင်းစရင်6လအကြာမှဘလောက်တိုးတက်နေမလဲမင်းရဲ့အိမ်မက်ကိုစတင်ဖို့ကြိုက်ရင်စမယ်လို့Comment မှာရေးခဲ့တော့ Trente McMymer ကမင်းကိုယုံကြည်နေတယ်နော်